ဒီကျွန်းတွေကိုရောမအားကစားကွင်းထဲကိုထည့်ထားလိုက်ပါတယ်သူတို့မှာဓာလန်လက်နက်တိုက်ခိုက်စရာတခုမှမပါပါဘူးအဲ့ဒီမှာသူတို့ဟာတောရိုင်းမြတ်ဝင်နေနဲ့တိုက်ခိုက်ရပြီးကရုဏာတရားတွေမရှိပါဘူးလူနဲ့သားရဲတရိษံနေပါပဲပွဲကြီးစင်ပေါ်ကနေပွဲကြီးနေကြတဲ့လူအုပ်ကြီးကလည်းကြမ်းကြိုကြပါတယ်လူသားတွေအလဲလဲကွဲကွဲပြိုကွဲတည်ဆုံးသွားကြတာကိုသူတို့တွေကမြင်းချန်နေကြတာပါအားကစားကွင်းအောက်ခြေမှာတော့မြဝန်တွေကိုကျင်းမြောင်းပြီးမှောင်မိုက်တဲ့လောင်ရင်တွေထဲမှာပိတ်လှောင်ထားပါတယ်သူတို့ဟာစားလောင်နေကြပြီးဒေါသထွက်နေကြတယ်ကနာမငင်ဖြစ်နေကြတယ်တကားတွေပွင့်သွားတာနဲ့စားလောင်နေတဲ့မြဝန်တွေကအပြေးလွှားထွက်လာကြပါတယ်လူဝတ်အခန်းတွေကနေအဆောင်ကင်းသမားတွေကမြဝန်တွေကိုပို့ပြီးရက်ဆက်ကြမ်းကြွအောင်အစိတ်များတွေနဲ့ပိတ်ခတ်ခဲ့ကြပါတယ်ပြီးတော့တက်ဖြတ်တိုက်ခိုက်မှုတွေစွတ်တင်ခဲ့တယ်တယောက်ပြီးတယောက်ကျွန်းနေသားကောင်ဖြစ်ခဲ့ရတယ်ဒါပေမဲ့ကျွန်းနေရဲ့ခေါင်းဆောင်ကတိုက်ခိုက်ဖို့ညှင်းဆန်ခဲ့ပါတယ်သူကလက်လျှော့ပြီးတေချင်းတရားကိုလက်ခံဖို့ရွေးချယ်ခဲ့ပါတယ်ဒါပေမဲ့စားလောင်နေတဲ့မြဝန်တွေကကရုဏာတရားထားရမှန်းကိုမသိကြပါဘူးမြဝန်တကောင်ကခေါင်းဆောင်ရက်နေတာကိုမြင်တော့သူ့ကိုခုံအုပ်ပြီးလေးချောင်းကိုဆွဲဖြစ်လိုက်တယ်သွေးတွေနေရာအနှံ့ပန်းထွက်လာတယ်လူအုပ်ကြီးစီကလက်ခေါ်တန်တီစူးညံသွားတယ်နောက်ထပ်ကျွန်းတယောက်ကသူ့ကိုကူညီဖို့ကြိုးစားတယ်လက်တွေကိုပူးကတ်ထားပြီးမြဝန်ရဲ့မျက်နှာကိုရှိုက်ချလိုက်တယ်ဒါပေမဲ့နောက်ကျသွားပြီခေါင်းဆောင်ကအသက်မရှိတော့ဘူးအခုသူ့အလဲပဲမြဝန်ကသူ့ကိုခေါ်လို့လိုက်တယ်ဒါပေမဲ့ကျွန်းကသူ့ရဲ့လက်ကိုခြိထားတဲ့တန်ကြိုးကိုမြဝန်ရဲ့မေးရိုးတွေထိုးထည့်လိုက်တယ်မြဝန်ရဲ့သွားတွေကျိုးသွားတယ်ကျွန်းတွေနဲ့မြဝန်တို့ရဲ့တိုက်ပွဲကအခုဆိုရင်ညီညာသွားပြီလူအုပ်ကြီးကယုံရင်းဆန်ခက်ဖြစ်နေကြတယ်သူတို့တခါမှဒီလိုရက်ဆက်မှုကိုမမြင်ဘူးကြဘူးမြဝန်ကနာကျင်းစွာအော်ဟစ်ကဒေါဘထွက်ပြီးပြန်တိုက်ခိုက်တယ်ကျွန်းတယောက်နဲ့မြဝန်တို့ဟာလုံတွေတပ်ဖို့တိုက်ခိုက်ကြရင်မြေပြင်ပေါ်လဲကျသွားတယ်မြဝန်ကကျွန်းရဲ့လဲချောင်းကိုကိုက်ကဆွဲထုတ်ဖို့ကြိုးစားပြီးမြင်ကျွန်းကသူ့လက်ကိုစုပ်ကင်နိုင်ခဲ့တယ်အဲ့ဒီအရေးကြီးတဲ့အချိန်လေးမှာလူသားကတားရဲတကောင်ဖြစ်သွားတယ်ကျွန်းကမြဝန်ရဲ့လက်ကိုအတင်းကိုက်လိုက်တော့မြဝန်ကနာကျင်းစွာအော်ဟစ်လိုက်တယ်အခုတော့မြဝန်ကကြောက်လန့်လာပြီဒီလောက်ရက်ဆက်တဲ့လူကိုသူတခါမှမမြင်ဘူးမုတ်ဆိုးကတားကောင်ဖြစ်သွားတယ်မြဝန်ကထွက်ပြေးဖို့ကြိုးစားပေမဲ့ကျွန်းကသူ့ကိုဆွဲခေါ်သွားပြီးလေဘေးမှာတန်ကျိုးနဲ့ချီးလိုက်ပြီးတေးအောင်တတ်လိုက်တယ်အားကစားကွင်းတစ်ခုလုံးရုတ်တရက်တိတ်ဆိတ်ငြိမ်သက်သွားတယ်မြဝန်ကတကယ်သေးနေပြီလက်ပလာနဲ့လူသားတယောက်ရဲ့လက်ချက်နဲ့တေးသွားပြီပွဲကြီးစင်ပေါ်ကနေကြည်နေတဲ့ကျွန်းတွေကိုပိုင်တဲ့သူကအရာရာကိုကြည်နေတာပါသူကအံ့ဩပြီးဝမ်းသာနေတယ်ဒီကျွန်းကိုလွတ်မြောက်ခွင့်မပေးဘူးလို့သူဆုံးဖြတ်လိုက်တယ်နောက်တိုက်ပွဲအတွက်သူ့ကိုလိုအပ်လိမ့်မယ်ဘာလို့လဲဆိုတော့ပရိသတ်တွေလိုအပ်နေတာကတိုးတကောင်မဟုတ်ပဲရက်ဆက်ကြမ်းကြိုတဲ့လူသားတယောက်ဖြစ်နေလို့ပါပဲ